မော်ရီဟိုကြောင့်ပျက်စီးသွားနိုင်တဲ့ United ရဲ့ကွင်းလေအိမ်မက်ညီကိုတွေအားလုံးပဲမင်္ဂလာပါဗျာ United ဇုံကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ရက်တွေတုန်းက Fernandes ကို United ကိုခေါ်ယူဖို့အတွက်လွန်နီးစက်နေပြီလို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့လည်းအခုတော့အခြေအနေတွေကလုံးဝပြောင်းလဲသွားခဲ့ပါပြီဗျစပိန်သတင်းတွေရဲ့ဖော်ပြချက်အရ Real Madrid နီးပြတဲ့ Jose Mourinho ကိုယ်တိုင်က Fernandes ကိုသူအလွန်သဘောကျနေပြီးတော့သူ့ကိုခေါ်ယူဖို့ငွေပုံအောသုံးဆွဲဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်ဒါအပြင်ပြင်သစ်ထိပ်သီးကလပ် PSG ကလည်း Fernandes ကိုလိုချင်နေတဲ့ကလပ်အသင်းတွေထဲမှာထိပ်ဆုံးကနေပါဝင်နေပါတယ်ဒီလို Real နဲ့ PSG တို့လိုငွေကြေးတောင့်တင်းတဲ့အသင်းကြီးတွေမျက်စိကျလာတာကို West Ham အသင်းကအကောင်းဆုံးအသုံးချသွားခဲ့ပါတယ်ဒါကြောင့်ပဲ West Ham ဘက်ကနေပြီးတော့ Fernandes အတွက်ပြောင်းရွှေ့ကြေးကိုပေါင်တန်း80အထိရုတ်တရက်မြင့်တင်တောင်းဆိုလိုက်တာဖြစ်ပါတယ်ဒီအချိန်တွေက United အတွက်တော့စိုးရိမ်စရာကောင်းတဲ့အတားအဆီးကြီးဖြစ်လာခဲ့တယ်ဗျUnited ရဲ့အားကစားဒါရိုက်တာတဲ့ Omar Brada နဲ့အဖွဲ့ဟာကစားသမားတစ်ယောက်တည်းအတွက်ငွေကြေးအစမတန်အကုန်ခံပြီးတော့အခြားကလပ်တွေနဲ့လေလံဆွဲအပြိုင်ဆိုင်ဝယ်ယူတာမျိုးဘိတ်တင်ဝါးကိုလုံးဝမလုပ်ချင်ကြပါဘူး။ဒါကြောင့် United အနေနဲ့ဒီလေလံဆွဲပွဲကနေတိတ်တဆိတ်ထုတ်ခွာသွားနိုင်ခြင်းအများများနေပါပြီ။ဒါဟာ United ပရိသတ်တွေအတွက်တော့တကယ့်ကိုစိတ်ပျက်စရာသတင်းစိုးတစ်ခုဖြစ်လာနိုင်တယ်ဗျ။ဒါပေမဲ့လည်းသုံးသက်သူတချို့ကတော့ Fernandes ဟာ United ကိုပြောင်းရွှေ့လာဖို့အခွင့်အရေးရှိနေသေးတယ်လို့ဆိုထားပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်ပါUnited အနေနဲ့ဒီအပြောင်းရွှေ့ကိုဆက်ပြီးတော့အချိန်ဆွဲမနေဘဲနဲ့အများဆုံးအဆုံးဖြတ်ပေးဖို့လိုအပ်နေပါတယ်။တကယ်လို့ West Ham ကဈေးဆက်ကိုင်းနေလို့ Fernandes ကိုလက်လွတ်ရမယ်ဆိုရင်တော့မှ Alex Scott, Anderson နဲ့ Tonali တို့လိုအခြားအဆင့်အတန်းမြင့်ကွင်းလယ်လူတွေကိုအများဆုံးပြောင်းလဲပြစ်မှတ်ထားဖို့ပြင်ဆင်ထားရမှာပါ။ညီကိုတို့ရော Mourinho ရဲ့ Real နဲ့ PSG တို့ဝင်လာတဲ့ Fernandes ရဲ့အပြောင်းအရွှေ့မှာ United ကပေါင်တန်း80လောက်အထိပေးပြီးတော့အပြိုင်လူဝယ်တင်တယ်လို့ထင်လားဒါမှမဟုတ်လို့ရှိရင်ဒီအပြောင်းအရွှေ့ကိုလက်လျှော့ပြီးတော့အခြားကစားသမားတွေကိုပဲအောင်စိုက်တင်ပြီလားဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျာ